အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်က CLL Health ကဒေါက်တာရဲပြည့်စုံဖြစ်ပါတယ်အကြမီတုပ်ကွေးရာသီကိုရောက်ပါတော့မယ်ရာသီတုပ်ကွေးကူးစက်ခံရပြီဆိုရင်အလုတ်ပြက်ကြောင်းပြက်တာကနေပြီးရှိပြီးသားယောဂအခန်းကြီးကြွတာအသက်အန္တရာယ်ကိုချိန်ချောင်းနိုင်တဲ့နမိုးနီးယားလိုမျိုးအဆုတ်ရောင်ယောဂဖြစ်တာအထိဆိုးရွားလာနိုင်ပါတယ်ဒီလိုအသက်အန္တရာယ်ကိုဒုက္ခပေးနိုင်တဲ့ရာသီတုပ်ကွေးကိုကာကွယ်ဆေးထိုးပြီးကာကွယ်ထားတာအကောင်းဆုံးပါပဲရာသီတုပ်ကွေးပိုးဟာနှစ်စဉ်ပုံစံပြောင်းလဲနေတာဖြစ်လို့တုပ်ကွေးကာကွယ်ဆေးကလည်းနှစ်စဉ်ထိုးဖို့လိုအပ်ပါတယ်ရာသီတုပ်ကွေးကာကွယ်ဆေးကိုအသက်6လနဲ့အထက်လူတိုင်းထိုးသင့်ပါတယ်ကာကွယ်ခြင်းကကုသခြင်းတက်ကောင်းတယ်မလားဒီနေရာမှာမဖြစ်မနေထိုးဖို့ထိုးသင့်တဲ့လူအုပ်စုတွေရှိပါတယ်သူတို့တွေကတော့အသက်65နှစ်နဲ့အထက်လူကြီးတွေအသက်5နှစ်အောက်ကလေးတွေနာတာရှည်ယောဂရှိတဲ့သူတွေဥပမာပန်းနာရင်ကျက်လိုမျိုးအဆုတ်ယောဂအခန်းရှိတဲ့သူတွေနှလုံးယောဂကြောက်ကက်ယောဂအသေးယောဂရှိတဲ့သူတွေအာရုံကြောဆိုင်ရာယောဂတွေသွေးယောဂတွေနဲ့စီးချိုယောဂလိုမျိုးဆေးတွေကိုကြာရှည်ဆွဲတောက်နေတဲ့သူတွေကလည်းထိုးသင့်ပါတယ်ကိုဝင်ဆောင်မိခင်တွေကလည်းထိုးရမယ်တဲ့မှာပါပါတယ်ကိုကံအားနေတဲ့သူတွေဒီလိုလူတွေနဲ့အနီးကပ်နေရတဲ့သူတွေကလည်းထိုးထားသင့်ပါတယ်ဒါအပြင်မိမိဟာတက်ကြီးရွယ်အိုတွေဒါမှမဟုတ်နာမကျန်းဖြစ်နေတဲ့သူတွေကိုအနီးကပ်ပြုစုဆောင်ရှောက်ပေးရမယ်သူတို့ဦးဖြစ်နေတယ်ဆိုရင်လည်းထိုးထားသင့်ပါတယ်တုပ်ကွေးကာကွယ်ဆေးကဒီနေ့ထိုးဒီနေ့ကာကွယ်မှုမပေးပါဘူးကိုကံအားထွက်ဖို့အတွက်2ပတ်လောက်ကြာနိုင်တာမို့လို့တုပ်ကွေးရာသီဖြစ်တဲ့မိုးရာသီဆောင်းရာသီမတိုင်ခင်ထိုးထားမှစိတ်ချရမှာဖြစ်ပါတယ်ဒီနေရာမှာတချို့ကဆေးထိုးရတာကြောက်တတ်ကြတယ်ဆေးထိုးထားတဲ့နေရာလေးနည်းနည်းနာတာနည်းနည်းလေးหนีတာကိုလက်မအီမတာဖြစ်တာမျိုးလေးတွေတော့ရှိတတ်ပါတယ်ဒါတွေကလည်းအမြန်ဆုံးပြောက်တာမို့လို့စိုးရိမ်စရာမရှိပါဘူးဒါကြောင့်ဆိုးကျိုးနည်းပြီးတော့ကောင်းကျိုးအင်မတန်များတဲ့တုပ်ကွေးကာကွယ်ဆေးကိုထိုးပြအောင်ထိုးပါလို့တိုက်တွန်းချင်ပါတယ်